ဒီမိကိုနောက်တစ်ခုကတော့ဘုရားသခင်ကဆရာကိုဒီကိုစေလွတ်တဲ့အတွက်ကျေးဇူးတင်နေတဲ့အာကျူတင်စပိုင်းပြောထားတာဖြစ်တဲ့အတ္တမှာဆရာလိုလောကဘက်မှာရောအမှုတော်ဘက်မှာပါအောင်မြင်ခြင်းရဖို့ဘုရားနဲ့ဘယ်လိုအချိန်ယူရမလဲဘယ်လိုစက္ကန့်တည်းသိချင်ပါလဲတဲ့နှုတ်ကပတ်တော်အရန်ခွန်အားရပါတယ်ကျေးဇူးတင်ပါတယ်ဆရာဒီမေခွန်းကတော့ဟိုကျွန်တော်ကျေးဇူးတင်တဲ့မေခွန်းစာလေးလည်းဖြစ်တော့လေတရှက်ဆရာလည်းမလို့ထင်ပါတယ်ဒီစာရေးပေးတဲ့လူဘယ်သူများဖြစ်မလဲတစ်ချက်လောက်မတည့်ရပါအောင်ကျွန်တော်လက်ခုပ်တီးပေးရအောင်ပါနော် thank you ကျွန်တော်ဒီကနေ appreciate လုပ်ပါတယ်လို့ဆရာကျွန်တော်တို့ရဲ့ဘဝမှာဆရာထင်ထားသလိုကျွန်တော်ဟာပြည့်စုံတဲ့ဘဝတော့မဟုတ်ဘူးကျွန်တော်မှလည်းစိန်ခေါ်မှုတွေအများကြီးရှိကောင်းရှိနိုင်ပါတယ်သို့တော့လောကဘက်မှာရောဆိုပါစို့ business world မှာရောသို့မဟုတ်ကျွန်တော်တို့အားကစားနယ်ပယ်မှာရောလူမျိုးရေးနဲ့ဆက်ဆိုင်သောအရာမှာရောဘာသာရေးနဲ့ဆက်ဆိုင်သောဖရာသခင်အမှုတော်မှာရောဖရာသခင်ကျွန်တော်အောင်မြင်တယ်လို့မပြောရဲသေးဘူးဆရာဒါပေမဲ့ကျွန်တော်အောင်မြင်တဲ့အတိုင်းအတာလေးကဖရာရဲ့ကျေးဇူးတော်ဖြစ်တယ်နံပါတ်1ဖယားကလေကျမ်းစာမှာဗာပြောလဲဆိုတော့သူခေါ်တော်သူကိုသူ့အနေနဲ့ပြင်ဆင်ပေးတယ်တဲ့ those who he call he prepare ဆိုတော့ခေါ်ခြင်းစူးစမ်းခြင်းမှာအထူးခေါ်ခြင်းလည်းရှိတယ်လို့ကျွန်တော်ကယုံတယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာနဲ့စဉ်းစားကြည့်တော့ဖယားကကျွန်တော်ကိုကျေးဇူးအထူးပြုတယ်လို့ခံစားမိတဲ့အတွက်ကျွန်တော်ကတတိလည်းပူထားစရာရှိတယ်လို့လည်းမြင်မိပါတယ်လို့ဒါပေမဲ့ဆရာမေခွန်အတိုင်းလက်တွေ့ဘဝကိုတွားမယ်ဆိုရင်နံပါတ်1ကစန္ဒရှိဖို့လိုအပ်တယ်လို့မြင်တယ်။တစ်ချိန်တစ်ခါတော့ဆိုကရေတီစီကိုလေကျောင်းသားတစ်ယောက်ကမေးတယ်ဆရာတဲ့ကျွန်တော်အောင်မြင်ခြင်းတဲ့အတွက်နံပါတ်1ဘာလို့လဲလို့မေးတော့ဆိုကရေတီကရေကန်တဲ့ကိုခေါ်သွားပြီးတော့မှမင်းကိုအောင်မြင်ခြင်းပြဖို့အတွက်ရေူလာခဲ့ဆိုပြီးတော့မှရင်ဘက်လောက်ရှိတဲ့ရေထိခေါ်သွားတယ်အဲ့ចောင်းသားဘာပြောလဲဆရာတဲ့ကျွန်တော်ရေကူးတက်တယ်တဲ့ဘာကျွန်တော်အောင်မြင်ခြင်းကိုလိုတာတဲ့ဆိုကရေကမျိုးပြမလို့ပါတဲ့ဆိုတော့ဆိုကရေတီကအဲ့ဒီလူကိုရေထဲကိုနှစ်ပစ်လိုက်တယ်နှစ်ပြီးတော့မှအဲ့လူကတကုံယုံပြီးတော့မှထွက်လာတဲ့အခါကျတော့ तू ကဘာမေးလဲဆိုတော့ဆိုကရေတီကိုဆရာတဲ့ကျွန်တော်ဘာလို့ရေနှစ်တာလဲတဲ့ဆိုကရေတီကမေးတယ်မိရေပေါ်ထွက်လာတော့အလိုအဆုံးကဘာလဲတဲ့အလိုအဆုံးကလေတဲ့စန္ဒလေရှူခြင်းနဲ့စန္ဒဆိုကရေတီကဘာပြောလဲဆိုတော့အဲ့အတိုင်းပဲစန္ဒပြင်းပြမှုမရှိဘဲနဲ့အောင်မြင်လို့မရဘူးနံပါတ်1တင်အောင်မြင်ခြင်းနဲ့ဖရားအတွက်တင်မှာစန္ဒပြင်းပြနံပါတ်2အဲ့ဒီစန္ဒပြင်းပြမှုနဲ့မရဘူးconsistency လို့ခေါ်တဲ့မပြတ်သောဇွဲနဲ့တွားရမှာဖြစ်တယ်ဆိုပါစို့အသေးမွားဆုံးလေးကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့ Facebook မှာ follower 6000ရှိတယ် Pastor Titi ဆိုတဲ့ Facebook မှာ follower 6000ရှိတယ် Pastor Titi ကိုသုံးတော့6000ထိရောက်လာတယ်အဲ့ဒီအချိန်မှာ6000ရမ်းများတယ်အဲ့တော့က Facebook စခါစားအဲ့ဒါနဲ့ကျွန်တော်ကအဲ့ page ကြီးကန်ရတာ fee မရှိဘူးဘာလို့ admin တွေရှိတယ်လေလူတွေကသူတို့ရဲ့အိမ်ထောင်ရေးသူတို့ရဲ့အသက်တာရေးသူတို့ရဲ့ကိစ္စကျွန်တော်ပို့တာလေ admin တွေထိုင်ဖတ်လို့အဆင်မပြေဘူးလေအဲ့ဒါနဲ့ကျွန်တော်အကောင့်ပြန်လုပ်တော့အစပြန်စတာဒါပေမဲ့ဆုံးဖြတ်ချက်ချတာရှိတယ်တရက်ကို post နှစ်ခုတင်မယ် follower လိုချင်လို့ okay တရက်ကို post နှစ်ခုမနက်9နာရီတစ်ချိန်ည9နာရီတစ်ချိန်မနက်9နာရီတစ်ချိန်လူတွေကလာပြီဆရာလည်းတော့တော်တော်တင်နိုင်တယ်တော့တဲ့ပြောပလေးစီလေဒါဆုံးဖြတ်ချက်ဖြစ်သွားပြီပြီးလဲပြီးရော follower တွေကတက်လာရောတခါတလေကျရင်တင်စရာမရှိဘူးတော်တော်ရှားတယ်ဘာတင်ကောင်းမလဲပေါ့ပြီးရင်တင်စရာမရှိတော့ရှာဖွေပြီးတင်ရတယ်ဘာလို့လဲဆိုသူ့ရဲ့ algorithm ကိုမှန်ဖို့အတွက်ဒီလိုနဲ့နောက်တစ်ယောက်လူတွေကဘာလာပြောလဲသိလားတော်တော်ကြုံညာနိုင်တာပဲတော့တဲ့ကိုတဲ့ကျွန်တော်ကြုံညာနေတာမဟုတ်ဘူးကျွန်တော်ရည်ရွယ်ချက်က follower များလာဖို့အဲ့ follower များလာရင်ဘာအတွက်လဲနှုတ်ကပတ်တော်နဲ့ lifestyle အဖြစ်သူတို့ကောင်းကြီးဖြစ်ဖို့အတွက်
အဲ့ဒါနဲ့ကျွန်တော်ရဲ့ follower တက်လာတော့ကျွန်တော်ကဘာထက်လုပ်လဲဒီလားတရက်ကို4 post share နှစ်ခု post နှစ်ခု4ခုအဲ့ဒါနဲ့ကောင်းကြီးထပ်ပေးကြတယ်တချို့သောလူတွေကဘာပြောတယ်လဲဆိုတော့နာမည်တော်တော်ကြီးချင်တာပါလားတဲ့ကြည်ဘဝမှာလေအတားအဆီးဆိုတာအမြဲတမ်းရှိတယ်အရေးကြီးတာတင်ကစန္ဒပြင်းပြပြီးလှုပ်ရဲဖို့လိုတယ်ဘလောက်တာတင်ဆက်သွားမှာဖြစ်တယ်ကျွန်တော်ရဲ့ Pastor TT page ကကောင်းတဲ့အခါကျတော့နှုတ်ကပတ်တော်9မိနစ်လေးတွေအရန်ကောင်းခဲ့တော့ကကျွန်တော်အချိန်ပေးနိုင်တော့အဲ့တုန်းကဟာကျွန်တော်မပြောချင်တော့ဒီမှာ live လဲလွှင့်လို့ကျွန်တော်ကိုလေအုပ်စုတစုအဖွဲ့စုအနီရောင်ဝတ်ထားတဲ့အုပ်စုတွေနေတိုင်းဆဲတာရှယ်နဲ့ဆဲတာ comment ဖတ်လိုက်လို့ကတော့ဆဲတာတွေကြီးပဲကျွန်တော်မိန်းမပြောတယ်ယောက်ျားတဲ့ဒီဟာတွေဖတ်ပြီးသွေးမတိုးလားတဲ့လွယ်ဦးနော်တဲ့မဟောပါနဲ့တော့လားတဲ့သူကကျွန်တော်တနာလို့ကျွန်တော်ကပြောလိုက်တယ်ကျွန်တော်စအောင်မြင်နေပြီလို့ဟုတ်တယ်နော်ဆရာကျွန်တော်စအောင်မြင်နေပြီဘာလို့ဆိုကျွန်တော်ရဲ့တရားဟောချက်တွေကိုမယုံကြည်သူတွေကနားထောင်ပြီးတော့မှ reaction တွေပေးနေပြီသူတို့ reaction များလေရောက်တာများလေကြည်တခါတည်းကျတော့တည့်ရဲ့ဘဝမှာ consistency လို့ခေါ်တဲ့စန္ဒလည်းရှိတယ်ပုံမှန်မပြတ်လဲသွားမယ်အတိုက်အခိုက်အဝေးအဖန်သူများပြောတာလောက်နဲ့တင်ရက်မယ်ဆိုရင်လုံမနေနဲ့တင်မအောင်မြင်ဘူးကျွန်တော်ကဒါ Facebook ကိစ္စကိုယူပြီးဘဝတစ်ခုအကြောင်းပြောပြတာတင်ဘဝမှာလည်းဒီအတိုင်းပဲတင်ဘာလို့အင်ချမ်းမြေလို့မလားစီးပွားရေးလို့မလားကားလောကလို့မလားကြိုက်တာလို့အရင်ဦးဆုံးတင့်ကိုခနဲ့မဲ့လူတွေကိုကျွန်တော်ကြိုပြောမယ်တင့်အနီးနားလူတွေဖြစ်မှာအဝေးကလာမခနဲ့ဘူးဟာသူလှုပ်တဲ့ဟာကအောင်မြင်ပါမလားလူရောလူရဲ့လားဟုတ်ရဲ့လားအရင်ဦးဆုံးတင့်အနီးနားလူတွေပဲလာမှာချစ်တော့တန်ရှင်းသူတို့ကျွန်တော်တခုပြောပြမယ်ရောတက်ကိုမနာလို့ဖြစ်တာဘယ်ရလဲသူ့မိသားစုဒါကြောင့်မလို့ကျွန်တော်ပြောပြမယ်မနာလိုမှုဆိုတာအဝေးမှာမဟုတ်မနာလိုမှုဆိုတာနီးလေးမှာရှိတယ်မနာလိုတဲ့လူတွေကိုအတင်းအရွက်တိုက်ဖို့တင်ကကြိုးစားတယ်ဆိုရင်တင်လဲအဲ့ဒီလူတွေနဲ့အတူတူပဲအရွက်တိုက်ဖို့တကြိုးစားမှာမဟုတ်ဘူးငါ့ကိုမနာလိုသောသူတွေပင်လေတနေ့ကျရင်ငါသူတို့ကောင်းကြီးပေးမယ်ဆိုတဲ့နှလုံးသားနဲ့သွားမှာဖြစ်တယ်အာမင်ငါ့ကိုမနာလိုတဲ့မိသားစုလည်းသူတို့မသိသေးလို့ငါအောင်မြင်ငါမိသားစုအတွက်ပဲငါပြန်ဖြစ်မှာဆိုတဲ့ determine လို့ခေါ်တဲ့ကြောက်စူးကဲ့သို့သောဆုံးဖြတ်ချက်မျိုးနဲ့တွားရမှာဖြစ်တယ်ဒါကြောင့်မလို့အစောနာဆရာမေးတဲ့မေးခွန်းကျွန်တော်ဘဝမှာနံပါတ်1စန္ဒအယံပြင်းပြတယ်နံပါတ်2 consistency အယံကျွန်တော်တတ်မှတ်ထားတဲ့အတိုင်းတွားတယ်ဘလောက်ပဲတိုက်ခိုက်ဘလောက်ပဲမုံတိုင်းထန်ရှေ့ဆက်ကျွန်တော်တွားတယ်စီကံကျွန်တော်တတ်မှတ်ထားတယ်ဒီကနေ့ဆရာတီအောင်မြင်တယ်လို့ဆရာတို့ပြောတယ်โอเคအောင်မြင်ပါတယ်မြန်မာပြည်အနေထားနဲ့ဒါပေမဲ့ကျွန်တော်ဘသူနဲ့မဆိုရှင်ရဲတယ်ဘယ်အပိုင်းလဲသိလားအလုတ်ကြိုးစားတဲ့အပိုင်းလူများအိတ်ချိန်ကျွန်တော်အလုတ်လုပ်တယ်သူများနားချိန်ကျွန်တော်အလုတ်လုပ်တယ်တောက်လျှောက်ကျွန်တော်အလုတ်လုပ်တယ်လူတွေကကျွန်တော်ကိုပြောတယ်ဆရာရဲ့တရားဟောချက်တွေကကြီးလိုက်ရင် PowerPoint နဲ့တဲ့အချက်အလက်တွေနဲ့အမြဲတမ်းတဲ့ဘယ်အချိန်မှဆရာပြင်ဆင်လဲတဲ့လူတွေတချို့လူတွေအရင်စိတ်ဝင်စားတာကျွန်တော်တရားဟောချက်ပြင်ဆင်ချိန်ဘာဖြစ်လို့လဲသိလားသူတို့ကျွန်တော်ကိုတွေ့နေတာဟိုသွားဒီသွားဟိုပွဲတက်ဒီယုံတက်ဒီအလုံးလုံးနေတာဘယ်ချိန်ပြင်ဆင်လဲတဲ့ကြည့်လူတွေမသိတဲ့အချိန်မှာပြင်ဆင်ရမယ့်အချိန်တွေရှိတယ်စူးစမ်းရမယ့်အချိန်ရှိတယ်လှုပ်ရမယ့်အချိန်တွေရှိတယ်ဒါကြောင့်မလို့စူးစမ်းမှုနံပါတ်3အင်မတန်မှအရေးကြီးတယ်အလုံးလုံနေဖို့လိုအပ်တာဖြစ်ပါတယ်လို့ဒီအရာ3ခုနဲ့တင်သွားရင်တော်တော်လေးအရေးကြီးတယ်နံပါတ်4မှာ focus လုံးဝမပြောင်းနဲ့ဆရာကျွန်တော်ဆွဲထားပါအောင်ဆရာလက်ကိုဆွဲလိုက်ကျွန်တော်ခန္ဓာကိုယ်ဘယ်ကိုပဲဆွဲကျွန်တော်ကြည့်နေတာအခုမေးခွန်းမေးတဲ့လူပဲကြည့်မှာကျွန်
ကျွန်တော် focus လုံးဝမပြောင်းဘူးဘဝမှာအဲ့ဒါအရေးကြီးတယ်အခုမှကျွန်တော်မိမရှိတယ်သူသိတယ်ကျွန်တော်လေ tennis ရိုက်ပါတဲ့ကျွန်တော်တကယ်ချင်းနေ tennis လောကဆွဲတယ်ကျွန်တော်တချို့လူတွေကအုံတော့ကောင်းတယ်ဆရာတီတီကို tennis ဆွဲရင်တဲ့ तू ကအိမ်ကွင်းမှာလုံမှာဆိုတော့တဲ့ငါတို့ကွင်းမှာရသွားမယ်ပေါ့ဆွဲတယ်ကျွန်တော်လေးစားတယ်သို့တော့ကျွန်တော်အချိန်မပေးနိုင်သေးဘူးကျွန်တော်ဒီဆောင်ရမယ့်အရာတွေမပြီးသေးဘူးကျွန်တော်ဘောလုံးကလပ်လုပ်တယ်ဆရာဘောလုံးကန်တယ်ဘောလုံးဝါသနာပါတာမဟုတ်ဘူးဘောလုံးကိုကျွန်တော်ရဲ့ view ဟာအတွက်ကျွန်တော်ရဲ့လူမျိုးအတွက်ကျွန်တော်လုပ်တာကျွန်တော်ပြောသဘောပေါက်တယ်နော်ကိုယ်ရီမှန်းချက်မှာပဲအရာရာဟာရှိရမယ်ဒါကြောင့်မလို့ကျွန်တော်ကဘာပြောချင်လဲဆိုတော့ဘယ်လိုပဲဆွဲကျွန်တော် focus မပြောက်ဘူးတင်တို့လည်း focus မပြောက်နဲ့2026မှာဆိုတော့ဖြစ်ချင်တယ်2029ကျတော့ fighter ဖြစ်ချင်တယ်လို့မရဘူးကို focus ကိုတောက်လျှောက်သွားကျွန်တော်ဖြစ်ချင်တာဒီကျွန်တော်ကအရာရာကို founding လုပ်ချင်တယ် founding လုပ်ပြီးရင်ပညာရှင်ပညာတတ်တွေနဲ့စီမံခိုင်းမယ်ကျွန်တော်ကတော့တရားဟောမယ်ဆူတောင်းပေးမယ်အသင်းတော်တွေကိုပြုစုမယ်ဒါကျွန်တော်ရည်ရွယ်ချက်အခုဘောလုံးကလပ်ဒီမှာကျွန်တော်တရားဟောနေတယ်သူတို့ training ဆင်းနေတယ်ကန်နေတယ်စာချုပ်တွေချုပ်နေတယ်အခုနလေးတွင်ပဲစာဝင်လာတယ်နိုင်ငံခြားသားနှစ်ယောက်ကိုစာချုပ်ချုပ်တယ်တဲ့ okay ဒီလူနဲ့ management သူတို့ဘာသူတို့တွားနေတယ် international school သူဘာသူတွားနေတယ်ကျွန်တော်ရဲ့အသင်းတော်ကြီးတွားနေတယ်ဒါတွေမကဘူးမနေ့တနေ့မှကျွန်တော်စတာဒီမှာ7-11ကိုသဘောကျလို့7-7ဆိုတာကျွန်တော်စနေတယ်အခုအဲ့7-7ကိုအခုပထမဦးဆုံးဆိုင်ဖို့ပွဲကျွန်တော်လုပ်တယ်ရဝတာဆိုတာဆိုင်ပိုင်ရှင်ကုမ္ပဏီတစ်ခုလုံးရဲ့ဥက္ကဋ္ဌတော့ကျွန်တော်နဲ့ကျွန်တော်ရဲ့ဦးလေးပူတင်ကျုံဆိုတာကျွန်တော်တို့ပဲစတာနောက်ယုံကြည်စိတ်ချတဲ့လူတိုင်းဟာအဲ့7-7ကိုပြန်စဖို့ကြည့်ဘာအတွက်လဲလူငယ်တွေအလုပ်ရဖို့အတွက်ရက်တီလာနိုင်ဖို့အတွက်ကျွန်တော်က founding ပဲလုပ်ပေးမယ်ဒါတွေကကျွန်တော်ရဲ့ focus ရာကျွန်တော်ရဲ့ focus ဆက်လုပ်အောင်မှာဘာတွေထောင်လို့ရရင်ကောင်းမလဲဆက်ထောင်အောင်မယ်ပင့်ထားခဲ့မယ်သူတို့ပေးလို့မယ်ဒါ focus ဆိုတော့ဘယ်လိုဆွဲ focus မပြောင်းနဲ့အဲ့၄ခုဆရာတို့လုပ်နိုင်ရင်အောင်မြင်ခြင်းတစ်ခုရောက်ကိုရောက်တယ်ကျေးဇူးတင်ပါတယ်